လူကတာစီရောတော့တောင်းပြောကြည့်တော့ဟုတ်ကဲ့ဆက်ပါအခုရအခုအမှန်ကမှနားထောင်လို့မရရလာတော့အခုစာရေးပါလို့ပြောင်းတော့ဝါလဲမဲโอเคမြန်မြန်โอเคနော်ဒီလိုနားမမရကျောင်းမဆက်တာစီပြီးတော့မှာဘုံဟုတ်လားဟုတ်လားဒီကိုတိတ်တစကုန်းကိုကြီးတလီမမရဘူးကိုကြီးနော်နားလေပေးပါငါကိုကြီးနော်ရရင်ထည့်ပေးမယ်စိတ်ချပါနော်ကိုကြီးနော်နေတိုင်းရောတွေရှိကျမကတော့လက်အောနဲ့ကြောင်းတိုက်တို့စားပေးပါဗျခိုးရပြီပိုင်းမကြော်ပါဘူးဗျနော်ခိုးလို့ရပါတယ်ခိုးတာတိတ်ပါတိတ်ပါဒီဘယ်တော့တော့ကောင်းကြောင်းတိုက်ပဲမထားပြီတော်ဒီတော့ပဲကောင်းပါတယ်ဒီတော့ပဲကြောင်းတော့ပါပြီလို့ဘာမှမပြောဘူးဘောဒီရရင်ထည့်ပေးမယ်ဘောဒီနော်သိချနော်လက်ရှိမှာလည်းကွင်းထဲမှာလည်းဘောဒီနားထောင်လို့ရနော်ဘောဒီနော်ငါဘင်းဘင်းချောအကောင်ဘင်းဒီကောင်ပဲကသူတော့မတက်ဘူးသူလာတဲ့သိုးတာကြာတာဟုတ်ကဲ့ရှင်ပြောသလိုပါပဲလေဝါသနာရတော့ဆော့ကျင်ပါတယ်ဗျာလေအာကြီးလောဘကြီးဆော့ကျင်ဟုတ်ပါတယ်ဗျာနော်ဟုတ်တယ်ရဟုတ်ပါဘူးဟုတ်နော်ဘာအားရပြီးတော့စာရေးတယ်ဘယ်လိုလဲအားရပြီးတော့ဆော်နေတာခုမှနားထောင်လို့စာရီဝင်တာတွေနောက်ကျသွားပြီစာရေးဇိုဆော့ပရောတလုံးမိတဲ့နေရာမှာတော့ဖောင်းသွားခဲ့ပါတယ်အေးအဲ့ဖောင်းသွားတယ်လို့ပြောတယ်အေးပါကွာမားတယ်တောင်းမှမှာတော့ချစ်ပါလေမင်းတို့ကလည်းမောက်မကန်ဘူးခဏပြီဒီကိုမမြင်လို့ပါဆိုမဟုတ်နော်လေဟိုဘာလဲကိုမကြီးပြောတဲ့စကားလို့ဥရှင်လို့ပဲအတင်းကောင်းမခံဘူးကိုမကြီးပြောတယ်သူပြောမင်းတို့လည်းအတင်းကောင်းမခံဘူးဥရှင်လို့ပဲဟောလေကျောင်းသားကံပြီးပေါင်းပါလေကျောင်းသားဟုတ်ပါမလားကျောင်းသားရနော်ကဲဒီဘွဲကိုဘေးချင်းမလုပ်တော့ပါဘူးဗျာနော်ဆယ်လီရလိုက်ညီလေးလေကျွန်တော်ကအလီထဲမှာလေဆယ်လီကြိုက်ဆုံးပဲလို့လွယ်လို့လေကိုချင်းလေးလာတော့ကိုချင်းလေးကိုမျောနေကိုချင်းလေးဟေးမမီတော့ညီလေးနောက်ဘွဲမှာကတော့မမီတော့ညီလေးကံကပ်ပြတာဟောလိုက်တာကြောင်းတိုင်းဓမ္မကတော့လက်ဩပါမကတော့လက်ဩပါပဲမိချက်ကိုမစားကြပါနဲ့လေငိုတယ်လို့ပါငိုပါဦးဗျာနော်ဒီလိုပဲချစ်ချစ်ခင်းနဲ့ဆော့တာဒါဒီရကျွန်တော်ဒီလိုပဲပြောတာဒါဒီကြားမောက်ဘရောတလုံးမိပြီဝမ်လက်ဆိုရမနဲ့ကျောင်းသားကြားမောက်ပူတို့ကတော့တမတ်အတာနဲ့ဥဆောင်ခဲ့ပြန်ပြီဗျာနော်တောင်းနိုင်နေရမှာလေမိဖို့တဲ့အောင်ဟုတ်တယ်ကိုပြောလေနော်ဒီဘက်နည်းနည်းမျှတယ်လေမမျှပါဘူးဗျာနော်ကောင်းပါတယ်ကဲမကတော့လာအောင်ပါဘသူတင်းပွဲလဲကျောင်းတိုက်တင်းပွဲပါဗျာနော်ကျောင်းတိုက်30ခွန်ပါအမို့ကျောင်းသား30ခွန်ပါကဲမကတော့လက်ဝမ်းနဲ့ကျောင်းတိုက်တို့စားပေးပါဗျာနော်ဆရာထူးပြောသလိုပါပဲလက်ညှိုးလေးနဲ့ထိုးပြနေရနော်ဟုတ်တယ်ဗျ30ခွန်ဖောက်လာတာမှာကျွန်တော်မှအခုချိန်ဒီဘေးကြီးအထဲလို့မပြီးသေးဘူးဟိုဒီရဟောလား
ဒီမှာအလားပဲရမယ်နော်ဘုံကြီးကတော့နောက်တိုင်းစားပြီးတလုံးပေါက်သွားခဲ့ပြီဗျာနော်အမကတော့1 over မောက်ကြတယ်လေးကြီးလေးကျွန်တော်လည်းထည့်ပြီးမတက်တော့ဘူးဒီကတအားများပြားမှကြီးတော့စိတ်ကညစ်တယ်လောလောဟာဒီတော့ရောက်ပြီးွားပြန်ပြီးကြောင်းတိုင်းမရမယ်ခွင့်ရဆုံးရှုံးနေဗျာနော်အမကတော့1 over အမ1 over ဒီမှာတမတ်တယ်နော်ထည့်ပြီးလိုက်တော့1 over ဒီကတော့မဟုတ်လားဟာအိမ်တော့လက်ရှိပေါက်လိုက်ပြီ1 over ရမ်းပြောလို့မရတဲ့1 over ဆိုတဲ့အနေအထားမှာတော့ကျောင်းထဲတို့စားပြီးပြန်ရထားခဲ့ပါတယ်အာဒီမင်းရတယ်ဟာဝေးသေးမှတော့ရောက်နေတယ်ဒါရုပ်သေးပါမယ်တော့ရောက်ဆယ်လီရဆိုပြလို့အကောင်ဆိုကားလိုက်ဆယ်လီမိုင်းငါတော့ပါတော့ဒီကျောင်းသားကပြီးတယ်လောင်းတဲ့ကျောင်းသားဓာတ်တို့အောင်ပါရေးကမကတော့1 over မိသားတယ်ကျောင်းသားကောင်းပါတယ်ကျောင်းသား1 over ပဲဘုကကြီးလေးလက်မှာကျောင်းထဲကပျောက်တာတဲ့နော်အသက်ပါပျောက်မှာအဲ့ဒါဆိုရင်နော်ကိုစီသူရဲ့ကမ1 over ဘုံညာကနီးပြလာဟုတ်ပါတယ်ဗျဟာတော့လို့လားနေတဲ့ဘူးလို့ရမိဝါပြီပူပူပဲကောင်းပါတယ်1 over ပဲရမ်းပြောလို့မရသေးပါဘူးဘာလို့ဘယ်ဝိုင်းတမင်းလေးပဲ2 1ပါဘူးတော့တမက်တာဝပါပြီ2 1ပါလို့ဘယ်ဝိုင်းလဲကောင်းလေး1 2လို့ခွဲရတမင်းလေးဘယ်ဝိုင်းလဲဒီဝါပြီအေးနဲ့ထီသွားတယ်အောင်ပိုင်ရဲ့အောင်ပိုင်ဟိုတလီညီလေးလာယူရအောင်ပိုင်တမင်းလေးဘယ်ဝါလဲလို့အဲ့တော့ပတ်သက်ပေးရမှာကဲပေးလေအခုချိန်မကတော့1 over လာဒီချိန်ကမရလာရပါတယ်ဗျာနော်ဒီတဲ့နေချိန်မှာသူ့လည်းမကြည့်အောင်ကိုလည်းမကြည့်အောင်ဒီမှာကျေးဇူးရမယ်မကတော့1 over ဘယ်နဲ့ရှိမလဲဘယ်မှမရှိတော့ငြိမ်သွားပြီစိတ်လည်းညစ်သွားပြီထင်းအမဘယ်လိုရွေးလဲဒီဘက်က2လား1 2ဒီမင်းဖုန်းနဲ့မငါပြန်တော့မင်းကငါဖုန်းနဲ့မင်းပြန်လာကိုမင်းဖုန်းနဲ့ပြန်ပြန်ပါအုံးဟုတ်ပါဒီဆက်လိုက်တော့5လေး6 5လေးလောက်လာလိုက်ပြီဘာလဲဒီပါပြီရနိုင်လူပပိုင်ကောင်းကြီးမွေးပါစေကျောင်းတိုင်းစားပြီးတလုံးပေါက်သွားခဲ့ပါပြီကျွဲလိုက်မယ်ဒီကျွဲလိုက်အမေကျွဲလာသူနမဟုတ်ကျွန်တော်တွဲလိုက်ပြီလားဘူးဘူးပဲမိထားပြီဂျိုစောမိသွားပြီဂျိုစောကြိုင်သားပြီမိဝါပြန်ပြီပူပူပဲတရားလေးမတီးပေးလိုက်တယ်ကျောင်းသားကောင်းပါတယ်နော်ကျောင်းသားကတော့တကယ်ကိုကောင်းပါတယ်ဗျာနော်ဒီဘက်ကိုကြားတယ်ဆိုပြီးတော့တိုင်ကတော့ကျောင်းသားတို့ဘက်ကိုစာပေပေးထားခဲ့ပါတယ်ဗျာကံမကတော့2 over ပါပဲပေးလည်းမရဘူးမိထားတယ်ကိုကျော်ကြီးမာရာပြီမိဝါပြီကျောင်းသားထက်မိထားတယ်ဂျိုစောကိုကျော်ကြီးမာရာပြီဘရောထဲမှာကိုကျော်ကြီးထက်မိထားတယ်ဂျိုစောမတီးပေးလိုက်ပြီကျောင်းသားကံပြီကျောင်းသားမိသွားပြန်ပြီကျောင်းသားနေရာယူနဲ့မှန်ထားတယ်ဂျိုစောမိပြန်ပြီကံပြီ
ထပ်ပြီးထားတဲ့ကျောင်းသားကြိုက်တတ်ပြီ